my second video. He took forever now, and now and now. He said, let's try it. ဒါပေမဲ့မတူတာလေးကဝစ်ကုတ်မှာတော့ကျွန်တော်က၄စိတ်ပဲဖောက်တာလေအိတ်ကက်ကိုဒါပေမဲ့သူ့ကိုကြားလို့ရှိရင်တော့နည်းနည်းအပြားကြည့်အောင်လို့6စိတ်ဖောက်မယ်နော်အဲ့လို6စိတ်ဖောက်ဖို့အတွက်ကျွန်တော်ဒီကနေပြီးတော့မှအခုဒီမှာ2စိတ်မြင်းလေးတားထားရတယ်နော်ဒါဆွဲတော့ချက်ပြုတ်ခဲ့တယ်အဲ့2စိတ်မြင်းလေးတားထားတဲ့နေရာကနေပြီးတော့မှအောက်ကို6စိတ်နေရာမှာမြင်းတစ်ကြောင်ဆွဲမယ်နော်6စိတ်နေရာမှာမြင်းတစ်ကြောင်ဆွဲမယ်ဆွဲပြီးလို့ရှိရင်သူ့ကိုနောက်ထပ်6စိတ်နေရာမှာထပ်ပြီးတော့မှမြင်းတစ်ကြောင်ထပ်ပြီးဆွဲမယ်ဟုတ်ပြီနော်အဲ့လိုချလိုက်တယ်ပြီးလို့ရှိရင်နောက်တစ်ခေါက်ထပ်ပြီးတော့မှ6စိတ်ထပ်ချမယ်6စိတ်စုစုပေါင်း3ချောင်းဆွဲလိုက်တယ်နော်အဲ့တော့ဒီအပေါ်ကကျတော့ပြီးရင်တော့သူအိတ်ကရပြန်ချုပ်လိုက်တဲ့ခါကျရင်ပါသွားမှာအဲ့တော့ဒီအပေါ်ကတကြားအောင်မသုံးတော့ပြီးရင်ဒီအလဲဒုတိယအလဲရဲ့6စိတ်ဆိုတော့ကျွန်တော်တော့ဝက်လိုက်လို့ရှိရင်သူ့ကိုဒီမှာ3စိတ်ပေါ့နော်သူ့ကို3စိတ်ရလိုက်မယ်3စိတ်ရလာမယ်ပြီးလို့ရှိရင်ခါတိုင်းလိုပဲဒီမှာ4စိတ်မှတ်ဒီမှာ4စိတ်မှတ်ပြီးဒီမှာဝိုင်းပုံတရံခွဲမယ်ဒီဘက်ကိုလည်းဝိုင်းပုံတရံခွဲမယ်နော်အဲ့တော့ဒီလိုမျိုးလေးသွားလိုက်မယ်ဒီလိုမျိုးလေးသွားလို့ရပြီဆိုလို့ရှိရင်သူ့ရဲ့အိတ်ကပ်မှာသွားပြီးတော့မှတက်မယ်နော်ဘယ်ဘက်ချမ်းတော့အမြဲခဏသတိပေးရဘယ်ဘက်ချမ်းမှာတက်မယ်နော်ပြီးလို့ရှိရင်ဒါကသူ့အတွက်လုပ်ထားတဲ့မိုးကာစအဲ့ဒီမိုးကာစကိုဒီအောက်ထဲမှာခံလိုက်မယ်သူကဒီအိတ်ကပ်ကကြတော့အောက်ကမိုးကာစကြီးအကြီးလောက်စရာမလိုဘူးသူကဒီအိတ်ကပ်ကဘာမှထည့်လို့မရဘူးနော်ဟိုကအလှပဲဟိုလက်ကင်မွာလေးတွေပါလေးထိုးတဲ့အလှအိတ်ကပ်ပဲဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အောက်ကမိုးကာစကိုအကြီးမယူထားအောင်နော်ပြီးလို့ရှိရင်ခါတိုင်းလိုပဲဒီပေါ်ကနေပြီးတော့မှတလက်မကွဲလောက်ခွာမယ်ပြီးလို့ရှိရင်ဒီနေ့ဒီဘက်ဘေးကတလက်မဘေးကိုလည်းတလက်မစီခွာခဲ့တာလေနော်အဲ့ဒီနေရာလေးကိုပင်ရလေးနဲ့ထိုးထားမယ်ပြီးလို့ရှိရင်သူ့ဒီကောင်ရဲ့ဒီဟာရဲ့ဒီအလဲမြင်းနော်ဒီမှာသူ့ရဲ့ဒီအလဲမြင်းကိုလည်းခောက်လိုက်မယ်ခောက်လိုက်ပြီးအဲ့ဒီအလဲဒီမှာနော်ဒီအလဲမြင်းနဲ့ဒီကောင်လေးကိုအတိသွားယူမှာဟုတ်ပြီနော်အတိသွားယူတဲ့အခါကျလို့ရှိရင်ကျတို့ကဒီမှာတစ်ခါမှတ်မယ်ဒီဘက်ဘေးကနေပြီးတော့မှဒီမှာလေနော်တလက်မမှတ်ဒီကနေပြီးတော့မှဒီမှာတက်တဲ့တလက်မမှတ်အဲ့ဒီအမှတ်နှစ်ခုကဒီမှာကွက်တီသွားပြီးတော့ကြာနေရမယ်နော်အဲ့လိုကြာနေပြီဆိုလို့ရှိရင်ဒါဖယ်လိုက်မယ်နော်ဒီမှာဒီလိုအတိဖြစ်ပြီဆိုလို့ရှိရင်ချုပ်လို့ရပြီနော်ဒီလိုဖြစ်နေပြီဒီလိုဖြစ်ပြီဆိုလို့ရှိရင်သူ့ကိုခါတိုင်းလိုပဲဒီမှာဒီတကြောင်လုံးဒီမှာပတ်လဲချုပ်သွားမယ်နော်အကွေးရောက်တဲ့ခါကျလို့ရှိရင်အထောက်မယ်